အနန္တ၅ပါးရှိခိုးရအောင်လို့လက်အုပ်ချီခိုင်းတယ်လက်အုပ်တော့ချီတတ်လောက်ပါတယ်ဒါမှဘုန်းကြီးကြည့်ကြာငုံပမာဏဟောဒီတိုင်းတချို့တကာတွေကလက်အုပ်ဆိုဒီတိုင်းမဟုတ်ကြားတဲ့ထိုးထိုးညကြားတို့ဝါဒကသေထိဖြောက်မှာမဟုတ်ဟုတ်တယ်တချို့ကြားထိုးရုံမကောဘုန်းကြီးမမြင်မှဆိုရင်တော့အမနရွက်ပြစ်ကတ်ဒါမျိုးတွေမန္တလေးပဲပေါ်လှပေါ့နော်ရန်ကုန်မရှိလို့တော့အောင်ကဲဒီတော့ကောင်းပြီအားလုံးလက်အုပ်ချီပြီးတော့နောက်ကညီညီလေးဆိုကြအနန္တ၅ပါးကိုရှစ်ခိုးပါဤဖျားနှစ်ကြိမ်ဆိုပါဦးလောက်ကြလေငုတ်တုတ်ကြီးတွေဥသုံးချိန်ဟောဗျာရှစ်ခိုးပဲဗျာဆိုငုတ်တုတ်ထိုင်နေဗျာအော်မေ့တာဖွတ်သေးမြန်စားလာလားမသိဘူးပါဇက်ကရှစ်ခိုးပါဗျာဆိုခိုးပါမှမဟုတ်ငုတ်တုတ်ကြီးအော်အပြစ်ပြောတယ်လည်းမအောင်မေ့ပါနဲ့ဘုန်းကြီးနဲ့မကြုံဘူးသေးလို့မတွေ့ဘူးသေးလို့အစနေမဟုတ်ပါဘုရားကြီးနတ်ဖြင့်ကပါဇက်ကရှစ်ခိုးပါဤဖျားဆိုပြီးလူကဒီလိုငုတ်တုတ်ကြီးနေအောင်မလားဟုတ်ပါတယ်မသိသေးလို့မနေဘူးပြောပြီးနတ်ဖြင့်ကငုတ်တုတ်ကြီးတွေတွေ့ရင်တော့ကျွတ်တို့ဒုတ်တုတ်တုတ်ကြီးနဲ့ရိုက်ရမြတ်ကဲမှတ်သားထားကြတော့အနန္တ၅ပါးကိုရှစ်ခိုးပြီးတဲ့နောက်ကိုရှစ်ခိုးပြီးယခုချိန်ကစပြီးဖယင်ကစပြီးဖျားရှစ်ခိုးရအောင်ကဲနောက်ကညီညီလေးလိုက်ဆိုကြမာရရဲ့ခံကဇံစောရံစိစမနိစ္စတစ္ဆကံနာဂံပကံစီနောစီနိဟောတုမေဇယမင်္ဂလံစီနောအောင်လူရကတို့ဤအထောတမောဩရှောင်းအခောင်ဖုံပြမြဖရာသည်မာရင်စခိရိမေခလာဆင်ရနာကိုလျင်စွာတက်စီပလင်ဤဝဲလေကြီးမိုးကြီးပြဘူးမင်းနဲ့မောင်ကြီးတရံဒါလမကျွင့်ပြခတ်ခွန်လျက်အချင်းသိတ်ဓာပလင်းမြတ်မှာအမြောင်ထလောစိတ်မြညိုလွင်ဘောရီပဲနဲ့ပလင်းတော်ကထင်အရှားပင်သင်္ကမဆိုင်ငါသာပိုင်ဟုစွဲကိုင်းလက်နဲ့ရဲစင်မဲ့ဖြင့်အောက်ထဲဝန်းရန်သောသောညာအောင်အတန်ဟစ်ကျွေးမရင်ကျသည်ရံဘေးတသိမာနမင်းကို၎င်းပရိသတ်ကြီးနံပါတ်1ဖျားကိုတော်မြတ်ဘသူအောင်နော်အောင်ကြီး8ပါးနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုဒီကနေ့ရှ िख ိုးကြမလို့မှန်ရလားပရိသတ်ကြီးတရားနဲ့3ခုနှစ်ပေါ့ဘိုးတော်အင်ဇနဖြူတဲ့အတိတ်တကရဲ့ကဆုံးလာပြီဗုဒ္ဓဟူးနေ့ဘုရားဖြစ်တော်မူတယ်ဘုရားဖြစ်တော်မူတဲ့အချိန်ခါမှာလွယ်လွယ်ကူကူနဲ့ဖြစ်ခဲ့ရတာမဟုတ်ဘူးနှောက်အရှက်ချားတဲ့ကဖယားလာပြိုင်နေပရိသတ်ဘယ်သူတော့မာနကြီးပိဿကြီးဘယ်သူလားပြိုင်နေ
ဒါကြောင့်ရန်ကုန်မြို့သူမြို့သားတွေမှတ်ထားကြဖယားတောင်ပြိုင်မဲ့လူရှိရင်အတုမရှိတဲ့ဖယားတောင်မှတုပြီးတော့ပြိုင်မဲ့လူရှိရင်ခမည်းတော်ကျွတ်တို့ပုထုဇဉ်အနုညာတတွေဆိုတာအချိန်မရွေးရှိတယ်ဆိုတာသိထားဖို့မတော်ဘူးလားပြိဿပြိုင်ကောပြိုင်မနေကြဘူးလားသိသားနဲ့ရွှေနဲ့ပြိုင်ငွေနဲ့ပြိုင်ကားနဲ့ပြိုင်စီးပွားရေးနဲ့ပြိုင်ကြီးပွားရေးနဲ့ပြိုင်ကြဘူးလားပြိဿကြီးကြီးအခုမန္တလေးလာပြီနတ်စစ်သားတွေအများကြီးဆင်ကြီးစီလို့ပြိဿဘာကြီးစီဘာဆင်ကြီးစီပါလေခွေတော့မယ်နာလာဂီရီစီရင်နာလာဂီရီကအောင်ချင်းတစ်ပါးလေဩဂီရီမေခလာလို့ပြောရသားနဲ့နတ်စစ်ဆင်ကြီးဘုန်းကြီးကျောင်းတွေပါမှာပါဘုန်းကြီးကျောင်းတွေတုန်းကလေအပြင်အောင်ချင်း၈ပါးဆိုတာဘာဟုတ်သဟာသမ္မဗိနေမိတသဝတ္တံဂီရီမေခလံဥရိတံကောရံသသေနမာရံဒါနာရိဓမ္မဝိရိနာဇိတဝမုနေနောဟောတံတေဇတာဘဝတုမေဇယမင်္ဂလက်ကံလို့သင်ငယ်ဘူးမှာဘောဖေကြီးတို့ရဲ့ဂိရိမေခလာဆင်းဘာဆင်းကြီးတို့နာလာဂိရိသူတို့ဘသူကရှာပေးလို့စီးပါလေရန်စီလိုက်နော်အမှတ်တမဲ့ဆိုတော့ကြားဘူးတာရောင်ထွက်တယ်လို့ဒီလိုဆိုပါနော်ဘုန်းကြီးလဲမှားတာကိုအပြစ်တင်တယ်ရလို့မဟုတ်ပါဘူးလက်ယုံမောင်း1000နဲ့ပြိဿကြီးလက်ယုံမောင်းဘယ်လောက်ရှိအိုးသိတ္တထဟောဒီပလင်ငါအမြန်ထလို့ဒီပလင်ငါပိုင်နေလာပြီမာနလက်ယုံမောင်း1000ဆိုတော့ကြောက်စရာကောင်းကြီးပေါ့ဒါပေသည်ဖယားမကြောက်ပါသူကနတ်စစ်သားတွေအများကြီးနဲ့ဖယားကတပါးတယ်ပြိဿကြီးဖယားကြောက်ခဲ့ဖယားမို့သာပေါ့အဲ့ဒီကောင်ကြီးခမည်းတော်ကျွတ်တို့မြင်ရင်တက်သေးမှာလက်ယုံမောင်း1000မပြောနဲ့လက်နှစ်ဖက်ချင်းပါတဲ့လူချင်းတောင်မှမျက်လုံးကြီးပြူမေးစီကြီးကြိုက်လက်သီးကြီးကြစ်ပေါင်ဆုပ်ဟေးကောင်မင်းသေးပြီလို့ကွာဆိုအမတော့ကြောက်သေးတာအတော်တုံလောက်သွားသေးတာကိုပြိဿရဲ့လက်ယုံမောင်း1000ဆိုတက်သေးလောက်မှန်ရလားပြိဿကြီးဖယားမကြောက်ပါဘူးလာပြီမနာသိတ္တထာဟောဒီဘောဒီပင်ငါမှတ်ထားတာငါပိုင်တဲ့ဘောဒီပင်သင်ဘောဒီပင်မောကဆင်းလို့ကဲဖယားအတွက်ပေါက်တာလားမာနအတွက်ပေါက်တာဖယားအတွက်ပေါက်တာပါဗျာဒါသူမှတ်တယ်ပြိဿရဲ့ဘောဒီပင်ကဖယားဖွားဘက်တော့လားသူ့ဖွားဘက်တော့ဖယားဖွားဘက်တော့ပါဗျာဒါသူမှတ်တယ်ပြိဿရဲ့မာနကမေးရအောင်ဖွားဘက်တော်ဆိုလို့ဖွားဘက်တော်ပဲ2ယောက်ရှိ9ယောက်ဟောနောက်ကပရိသတ်ကြီးရောဘယ်2ယောက်ရှိအကုန်ဖြေနော်မြုံမနေနဲ့ဒီနေရာမမြုံကောင်းဘူးဒီပြည့်နေရာခမရတို့သဘောအတိုင်းဟုတ်တယ်ဒီနေရာမမြုံကောင်းအတန်လေးတွေကြိုးစားထွက်ပါဇက်ပါတဲ့လူတိုင်းသဘောပေါက်ပါတယ်ပါဇက်ပါတဲ့လူတိုင်းဆိုအတန်မထွက်ပါဇက်မပါဘူးသာအောင်မေးတော့ကြဘေးကလူတွေကကိုယ်ပြောနေလေဒီကောင်ကြီးပစမ်းပါဘူးခါဟဲ့ဒီကောင်မပစမ်းပါဘူးဟဲ့သူများပြောနေမယ်အတန်ထွက်ကြပစမ်းပါမှလူသိအောင်ကိုင်းကြည့်တရားနာပြိဿရေဖွားဘက်တော့9ယောက်နောက်ကတလုံးချင်းလိုက်ဆိုသားမှလက်ချိုးပြီးတော့ဘောကာယဆံရွှေကံဘယ်နှချောင်းအာဘောကာယဆံရွှေကံဆိုကြည့်စမ်းပါအာဘောကာယဆံရွှေကံနောက်တစ်ခါအာဘောကာယဆံရွှေကံဖွားဘက်တော်ပဲ2ယောက်တို့သူစကလုံးလေးတွေနဲ့သူဖော်ပြီးသားဖြစ်ပါတယ်ဗျိဿဘုန်းကြီးပြောစရာတောင်မလိုပါဘူးအာဆိုတာအာနန္ဒာပေါ့သူစလုံးနဲ့သူဖော်ပြီးသားဘောဆိုတာဘာဖြစ်မှာပါလိဘောရိပင်ကာဆိုတာကာလူဓာယီယဆိုတာမလေးရန်ကုန်အဖြေမှန်သဗျတောရွာတရွာသွားဟောယဆိုတာဆိုရာဟုလာပါဗျာဟောဒုက္ခပဲလို့အဖေနဲ့သားအတူဖွာ9ပါးမှောက်ရောပေါ့
ရပ်ပလက်နဲ့ရတော်တရားရဆိုတာဘယ်သူတို့မြိတ်သားဆန်းဆိုတာဘယ်သူပါလိမ့်ဆန္ဒအမမောင်ဆန်ပေါ့ရွှေဆိုတာဘာပါလိမ့်ရွှေအိုးကြီးလေးလုံးကန်းဆိုတာဘာပါလိမ့်ပြီးသွားတော့အဲ့ဒီတိုင်းကသွားတော့ဇောက်တီးဇောက်ထိုးပဲသွားမှာပဲပြောထားတာကကံကိုခမည်းတော်ဆိုးနေတာခံကိုဗျလွဲပြောနေတာကိုပရိသတ်ရဲ့ခန္ဓိကလို့ခန္ဓိကလို့လွဲခေါ်နေတော့ကံဆိုတော့ဘယ်ဖော်ရမတို့အမှန်ကကန္တကမြင်းရှေ့ကကာကြီးနဲ့နောက်ကနာကြီးနဲ့အောက်ကဓာတ်ရင်ကောင်းနဲ့ကန္တကမြင်းဒါကြောင့်ကျုပ်ကကံပြောလိုက်တာခန္ဓကလို့ကြားဘူးတော့လွဲတာပေါ့အော်ရွှေမန်းတင်မောင်စာရေးဆရာဗုဒ္ဓဝင်စာရေးဆရာအမေကြီးဦးအောင်စိန်ကျုပ်နဲ့မြင်းညံတွေ့တော့ကကျုပ်ရှိလားလားအဲ့လိုမေးကြည့်ခမရဇတ်ထုတ်တည်တယ်လေခန္ဓိကပါပဲလားလို့ဟုတ်တယ်ဗျာတဲ့ဓာတ်ပြားသွင်းပြီးမှမှားမှန်သိတော့လဲမပြင်းသာဘူးဗျာတဲ့ခန္ဓိကလှုပ်ထားတာပဲပြိဿရဲ့ဒါကြောင့်ခမရတို့ကလည်းခန္ဓိကကြားဘူးတော့ကံဆိုတော့ပြောင်းနေတာပေါ့ခမရတို့ကလွဲခေါ်တော့လူပြက်တွေကလည်းဗုဒ္ဓဝင်ဖြက်ပြစ်သူတို့ကလူကောင်းမှမဟုတ်ပဲခေါ်တဲ့လူပြက်ကိုဟဲ့ဖယားလောက်စီးတဲ့မြင်ခန္ဓိကမြင်ဆိုတဲ့ကမြင်ဒီမဟုတ်တော့ဘူးကွာဆိုတော့ရောဖြက်ပြစ်တယ်အကုန်လွဲကုန်တာပေါ့ကံဆိုတာပါလဲပြိဿကြီးကန္တကမြင်နဲ့ဖွားဘက်တော်9ယောက်အဲ့ဒီဖွားဘက်တော်9ယောက်ထဲမှာဘောရီပင်ဖယားဖွားဘက်တော်ဖြစ်ပါလျက်ကနေမာနကသူမှတ်တယ်လို့ဆိုနေပြီသိတထာဟောဒီပလင်ကထလို့ဒီပလင်ကပိုင်နေဘောရီပင်ကမှတ်ထားတယ်ဖယားထရလားပြိဿမထတော့မာနမကျေနပ်ဘူးမကျေနပ်တော့တရားနာပြိဿဓာမိုးလှမ်းမိုးမိကြီးမိုးပြဘူးမိုးရေရွာချမောင်ကြီးတရံပိတ်စီထားလိုက်သေးလန့်ပြီးဆင်းပြေအောင်နဲ့မှောင်ကြီးချလိုက်သေးဖယားပြေးရလားပြိဿပြေးပါဘူးသူပြစ်တဲ့လက်နဲ့တေးကလည်းဖယားခြေတော်ရင်ဟင်းတို့ကိုဖယားကိုတော်မြတ်ကလက်နဲ့မှန်းသိရင်ရှက်စရာကြီးရဲ့လို့အသက်မရှိတော့လဲရှိတဲ့ကဲ့သို့လက်နဲ့အသွင်ကနေပြီးတော့ဖယားခြေတော်ရင်ပန်းပေါက်ပေါက်တွေဖြစ်ပြီးတော့ရောက်ကုန်တဲ့ပြိဿဒါကြောင့်ဘိသိက်ဆရာတွေပလင်အောင်ကန်းပန်းပေါက်ပေါက်အကြောင်းပြောခြင်းဒီကစရသကိုပြိဿရဲ့မှန်ရလားပြိဿကြီးကဲလက်နဲ့တိုက်လို့ကရရလားပြိဿမရတော့သူကသက်သေထူတယ်ငါသက်သေတွေအများကြီးသူ့တယောက်တည်းယုံသွားဂတ်သွားမှန်ကန်တဲ့သက်သေလိုချင်တဲ့ဒီပလင်ဘလူပိုင်တော့អော်လိုက်တယ်မာနကြီးကဟာဒီပလင်မာနကြီးပိုင်နေနောက်ကသူကျွေးမွေပေးကန်ထားတဲ့ဘက်ကရောင်းကနတ်စစ်သားတွေအများကြီးမာနကြီးပိုင်တဲ့ပြိဿရဲ့အော်ဘူးလားပြိဿကြီးဟောဒီပလင်မာနကြီးပိုင်တယ်လို့ဆိုတော့ဘက်ကရောင်းဆိုတာလေကျုပ်ကဟိုကြားဘူးလို့ထည့်ပြောတာနော်အင်္ဂလိပ်စာသိတတ်တာမဟုတ်ဘူးကျုပ်တို့က BA လောက်အောင်ခဲ့BA ဆိုလို့ထင်ကြီးလိုက်မမင်းနဲ့ B နဲ့ A နှလုံးနဲ့အောင်တာဟုတ်တယ်ကိုအောင်တာကိုကြွားရသေးအဲ့ဒါတော့အချိန်မျိုးနှိုးမေးပါရပါတယ် B နဲ့ A ကတော့အောင်ထားတာကိုဘက်ကရောင်းဆိုတာနောက်ကဟာတွေနဲ့တူပါရဲ့အော်ရောပြုတ်အော်တော့မနက်ကဘာပြောကိုင်းသိတ္ထာကျုပ်ဘက်ကသက်သေရှိပြီးခမရဘက်ကသက်သေပြပါဖယားသက်သေတောင်းဖယားသက်သေတောင်းတော့ဖယားကိုတော်မြတ်ကဘာသက်သေပြမြေကြီးလက်ထောက်ပြပြည်သားကြီးကျွတ်တို့ဖယားဘာသက်သေပြပါလိမ့်မြေကြီးလက်ထောက်ပြတယ်မနရဲ့တဲ့ငါဒီဟောဒီပလင်လိုချင်လို့၄သိန်းချင်းနဲ့ကဘာတသိန်း၈သိန်းချင်းနဲ့ကဘာတသိန်း16သိန်းချင်းနဲ့ကဘာတသိန်းပါရမီအနန္တဖြည့်ပြီးတော့လာခဲ့တာဒီပလင်လိုချင်လို့ပါကွယ်ငါဒီပါရမီ10ပါးဒါနပါရမီအစထားလို့သာသမီကိုလှူခဲ့တာတွေမယားကိုလှူခဲ့တာတွေဝေဒနာနောက်ဆုံးထားလို့
ဆင်ပြူတော်ကိုလှူခဲ့တာတွေပစ္စည်းတွေလှူခဲ့တာတွေငါဖယားသည်အဲ့ဒီတုန်းကရွှေကြရနဲ့ရေစက်ချလို့မနရဲ့ငါပေးတဲ့တက်တဲ့ဒီမှာကြည့်กว่าလို့မြေကြီးကလက်ထောက်ပြသည်ပြေးသားကြီးဘာလက်ထောက်ပြမထားကြနော်စံပြဖဆပါလာကွက်တဲ့တရားဝဲဖြစ်မြောက်အောင်ဆောင်ရွက်ကြတဲ့တရားတကားတရားအမှားတွေခုနှစ်ကြိမ်မြောက်တရားဝဲကြီးမှာခမရတို့ကုသိုလ်တွေမြေကြီးလက်ထောက်ပြရမှာပြုပြေးသားကြီးဘာလက်ထောက်ပြရမှာတော့မြေကြီးလက်ထောက်ပြလိုက်တော့မှဝတ်သုံးတရေဆံကိုဖြေတော့ပြေးသားကြီးနဝေလေးနဲ့ပြောခြင်းပြောလိုက်ကြမာနကြီးမနိုင်ဘဲနဲ့ကျွတ်တို့အစင်ရှုံးပြီးတော့ဘယ်နဲ့ပြေးပါလိမ့်မလို့နဝေလေးနဲ့သူတော်ကောင်းလို့နေနဲ့ဘုန်းကြီးပြောမကောင်းလို့မာနကြီးအစင်ရှုံးပြီးတော့ဘယ်နဲ့ပြေးပါလိမ့်မလို့ပြေးရောပေါ့အဲ့ဒီတိုင်းကြီးပြေးသားကြီးမာနကြီးပြေးပါလားဒါဖြင့်နံပါတ်1ဖယားကိုလိုမြတ်မာနကိုအောင်တော်မူတယ်မှန်လားပြေးသားကြီးရှေ့နဲ့ကျဲသွားမှဆိုလို့မာနအောင်ပုံလေးဒါလောက်တင်ထားခဲ့ပြီးတော့နံပါတ်2အောင်ခြင်းကိုကူးကြစို့ဘာလဲပြေးသားကြီးဆိုလိုက်စမ်းမယခင်စာဓမ္မလမောမိကြီးမိုးကိုရွာဖြိုးသွန်ချရမ်းမိကြသို့ဒေါသပြင်းထန်ငါပိတ်မှမှအမြန်ထွက်သွားနှင့်ရအားသည်တရားကင်ကွာအလာဝကတေဇထံပြင်းဘလူမင်းကို၎င်းပြေသာကြီးနံပါတ်2ဘသူအောင်တော့ဘာဘလူကြီးတို့အလာဝကဘလူကြီးအာလဝိပိအနိညောင်မင်းကြီးနာမှာသူ့ပိတ်မှန်ဘလူမတွေနဲ့ယရနာ9ပါးနဲ့ပြောစရာအင်မတန်ကောင်းသူ့ပိတ်မှန်စိတ်မချလို့အထက်ကတန်ကွန်ညာကြီးအုပ်ထားဒီကနေ့တော့အာလဝကကြီးကလည်းနတ်တပင်အစည်းအဝေးပါအသွားကျွတ်တို့ဖယားခေါ်ဓမ္မကလည်းအာလဝကကြီးကျွတ်ထိုက်တဲ့ဝင်နေရတယ်ညံတော်တွင်သက်ဆင်းဝင်ရောက်လာတာကိုသိတော်မူသဖြင့်အာလဝကပိတ်မှန်ကြွအဆောင်ဖြစ်တဲ့ဂတ္ထရဗနတ်ဘလူးနဲ့တွေ့ဟဲ့အဆောင်နတ်ဘလူးမြတ်စွာဘုရားပါတော့ဘုရားဟဲ့ပါတော့မလုံးနဲ့ကွငါခိတ္တခဏအာလဝကပိတ်မှန်နဲ့ဝင်ပြီးတော့တီးခိုခြင်းလို့မင်းခွင့်ပြုပါမှန်လားပါဘုရားအာလဝကကြီးမရှိဘူးဘုရားအေးလေမရှိတာငါသိပါတယ်မင်းခွင့်ပြုပြီးတာပါဟာမဖြစ်ဘူးထင်တယ်ဘုရားအာလဝကသိဒေါသကြီးတာဘုရားသောဘာသောညာသောနားလေတဲ့ကောင်ကြီးမဟုတ်ဘူးဘုရားကိစ္စမရှိပါဘူးကွယ်တဲ့မင်းသာခွင့်ပြုပါတဲ့အာလဝကတာဝန်ငါတာဝန်ရှိပါစေငါတညတာဒီမှာတရင်သုံးရစေမှန်လားပါဗျာဒါဖြင့်သူ့လေအတိမပေးလို့ဖြစ်ဘူးဗျာရှင်မရတရင်သုံးပါဗျာဒီလိုသူ့သွားပြောဦးမှာဗျာမြတ်စွာဘုရားကိုတော်မြတ်သည်အာလဝကတရင်အာလဝကနေတဲ့နေရာတရင်သုံးတော်မူလိုက်တော့ဘလူးမတွေလန့်သွားလန့်ရောပေါ်ပြေးသားရောင်ကြီးတော်တွေကအမှောင်မရှိအာလဝကပိတ်မှာအကုန်ပြည့်သွားဟဲဘာရောင်ပါလိဟဲဘာရောင်ကြီးပါလိတူတူပြတဲ့နဲ့ပြင်မဲ့ထွက်ကြည့်ကြဘုရားကိုတော်မှာဟဲတို့ပိတ်မှာနဲ့ဘုရားကြွလာတယ်ဟေးသုံးလောကထွတ်ထမ်းမြတ်စွာဘုရားကြွလာတယ်အာလဝကကြီးမရှိတော့ဘုရားအပသွားပြီးတော့ငါတို့ဖူးမြောကြတော့၍တရားနာကြကုန်စို့ဘလူးမတွေကုန်ရောက်လာမြတ်စွာဘုရားကသူတို့နဲ့သင်လျောတဲ့ပကိဏကဒေသနာတွေဟောကြားလို့ဟောအဆောင်နဲ့သားကလည်းတရားနာပြိတ္တဘလူးထံသွားအာလဝကဘလူးထံသွားတယ်တာတာဂိရိနဲ့ဟေမဝတ္တလို့ခေါ်တဲ့နတ်သားတစ်ယောက်ကလည်းနတ်သပင်အစီအဝေးသို့
နာယထာတွေနဲ့ကောင်းခင်ကပြန်အလားအာလာဝကပိတ်မှန်နာရောက်တော့အောက်ကဖျားရှိနေလို့နာယထာတွေတရားနာပြိဿရှေ့ဆက်သွားလို့မရပဲအောက်တဖြည်းဖြည်းလျော့ကြကြပြိဿနာယထာတွေရှေ့သွားလို့ရရဲ့လားမရပါဘူးဗျာအောက်ကဘာရှိလို့ပါလဲလေးများနေတော့ဘာဖြစ်ဘူးနော်ပြန်နေကြတာပဲပြိဿဟိုတုန်းကတော့တတ်တော်ထင်ရှားကိုအခုတော့ရွှေတုံမော်လဲသွားဆုလေးဖျားပေါ်လဲသွားဘိုးထောင်မော်လဲသွားမဟာမြတ်မုနီပေါ်လဲသွားဘုန်းကြီးတွေပေါ်လဲသွားအကုန်လုံးသွားနော်သွားနေတာကိုပြိဿရဲ့ဟိုတုန်းကတော့တတ်တော်ထင်ရှားဖျားကိုမှန်ရလားပြိဿကြီးကြည့်တရားနာပြိဿရဲ့နိုင်ထားတွေကြထူးဆန်းကြဒီလားတို့နိုင်ထားတွေဘယ်တော့မှဒီလိုမဖြစ်ဘူးအောက်ကလည်းအာလာဝကပိတ်မှန်းရှိတယ်တန်တော်သုံးလောကထောထဂေါရမမြတ်စွာဘုရားပိမှန်တွင်ရောက်နေပြီနဲ့တူတယ်ဝင်လာကြတော့ဘုရားကိုယ်တော်မြတ်ကြီးတွေ့ဖူးမြော်ကြတော့လို့တပည့်တော်တို့ကြာကြာမနေနိုင်ပါဘုရားနတ်သမီးအစည်းဝေးသွားရမှာပါဘုရားနဲ့ဘုရားကြော့ပြီးသူတို့ကသွားကြဟိုကနတ်ဘလူးကလည်းရောက်သွားပြီဘလူးကြီးအလောက်ကဘလူးကြီးဟဲ့ဘာတို့ကတရမတူရူလေးကပြောဟိုအလာဝကဘလူးကြီးရဲ့ပိတ်မှန်ထဲမှာအခုဂေါရမမြတ်စွာဘုရားတည်င်းသုံးနေတယ်ဟဲ့မင်းအစောက်ထားကြတာမင်းဘာလို့သွင်းတော့ခွင့်မပြုတ်ပါဘူးဘလူးမင်းနဲ့သို့တော်လဲဟိုမင်းခွင့်ပြုတ်ပြီးတာပါဆိုပြီး2ကြိမ်3ကြိမ်တောင်းမှန်လို့ဟာအလာဝကဘလူးကြီးသိသွားရင်ဖရာတပည့်တော်အဒုက္ခပေးပါလိမ့်မယ်လို့လျှောက်ထားတော့လေအာလဝကတာဝန်ငါတာဝန်ရှိပါစီလို့ပြောတယ်ဟင်ကြည်စမ်းရာဆဆဂေါရမဆိုတဲ့ဖရာကဟေးငါပိမှန်တယ်ဝင်တယ်လားကွာစိတ်ဆိုးပြီဘလူးဒီတာဘလူးစိတ်ဆိုးမလားစိတ်ဆိုးပြီပြိဿရဲ့ဘလူးကြီးတဲ့အာလာဝကဘလူးကြီးနေတဲ့နေရာထိုင်းနေတော့ဟိုဘလူးမတွေကလည်းအကုန်လုံးဖျားဖူးပြီးတရားနာနေကြတယ်ဟေးဘလူးမတွေဆိုတော့ဘိုးဆိုးသွားတာပေါ့ငါမရှိတော့ငါပိတ်မှန်နဲ့ဝင်ပြီးတော့ဘလူးမတွေကသူ့အနားမှာဆိုရင်တော့အမေဖျားတောင်စိတ်မချတာရောင်းဒါကြောင့်ဒီကိစ္စမျိုးတော့ဆိုးတာနော်ကာမတ္တဝါဆိုတာထင်မိထင်ရတယ်တတိပြုကြပေါ့စိတ်မချတဲ့အလုပ်မျိုးများဘယ်တော့မှမလုပ်ကြနဲ့ဒီတဲ့စိတ်မချတဲ့အလုပ်များလုပ်တဲ့တကားတွေပါသလားမပါဘူးပဲပြောပါမပါဒါမှပြည်လဲမှာကိုကြည့်တရားနာပြိဿရေစိတ်ဆိုးဟေးဒီမှာဘယ်သူမှမသိစေနဲ့တာတာဂီရီနဲ့ဟေမဝတ္တကဝင်ဖူးခဲ့ပြီသူကဘယ်သူမှမသိစေနဲ့လို့အသားနေနတ်သပင်စီဝေးပြီးမှငါပြန်ပြီးတော့ဟေးဒီကနေ့ဖယားလားစိတ်ဆပြမကွာစားရင်ဘာဘူးနော်ကျုပ်ရှာရှိတာစိတ်ဆိုးတော့ပြောလေသလားလို့ပေါ့ဗျာပြောလေသလားလို့ပေါ့မှန်တော့ရတာပေါ့ဖယားသားစိတ်ဆပြမယ်ကွာမင်းသားတိတ်နေဘယ်သူမှမသိစေနဲ့ဒီထဲဘယ်သူမှမသိစေနဲ့ဆိုပြီးတော့ပြောနေခိုက်တတာဂီရီနဲ့ဟေမဝတ္တဆိုင်လာဘလူကြီးကအော်နာမင်းတို့ကြွားကြပါသူကအဲ့ဒီစီဝေခန္ဓာမှုလုပ်နေရတာနဲ့တူပါရဲ့နတ်တွေကိုနေရာပေးဟိုပြိဿနားလဲတဲ့နီးပြောရတာပါခေတ်သုံးနဲ့နိုင်ငံရေးမဟုတ်ပါဘူးနိုင်ငံရေးဆိုသတင်းစာတောင်ကြီးဘူးတိုင်းပြည်အုပ်ချုပ်တဲ့အစိုးရနဲ့တကွသာသနာရေးဘာသာရေးပညာရေးစီးပွားရေးလူမျိုးရေးအသင်းအဖွဲ့ခိုင်ကနပုဂ္ဂိုလ်ရေးမြည်ပြီးပုဂ္ဂိုလ်မှမပုတ်ခတ်ဖဲဟောလာလို့ကြံဒီကံဥဇတိလအနှစ်20ရှိပြီအနှစ်20ရှိပြီတရားနာပြိဿအနှောင်ရှေအတားစီအပိပင်ကကွက်ရှိခဲ့ပါဘူးကျုပ်တရားကျုပ်ဟောတာပဲတခုတော့ရှိတယ်မတ္တရတာနဲ့သချင်းဆိုတာငိုတာရှိဘယ်သူမှမပုတ်ခတ်လို့ကျုပ်ဘောခွန့်လွတ်နိုင်ကြပါတယ်မြန်မာပြည်ကမှန်လားပြိဿကြီးဒါကြောင့်ခင်ဗျားတို့နားလည်အောင်ခေတ်သုံးလေးတွေနဲ့သုံးတာပါပြိဿခန္ဓာမှုကြီးလုံနေသကိုကြွားကြပါနာမင်းတို့ဟေးအလာဝကကြီးလာပါအောင်ဒီကိုအလာဝကကြီးဒီနေ့သိကုသိုလ်ထူးသဗျာနေပါဦးနာမင်းတို့ရဲ့ဘာကုသိုလ်ထူးတာ
ဟာကုသိုလ်ထူတာဘောလောကအတုမရှိသုံးလောကထိုထားသဗ္ဗညုမြတ်စွာဘုရားသင်ပိတ်မှန်နဲ့ဝင်သတင်းသုံးနေတယ်ကျောင်းအမတ်သတင်းသုံးတာသင်ကကျောင်းတကာကြီးဖြစ်နေတာပေါ့ဗျာပိတ်မှန်နဲ့ဖျားဝင်တာနဲ့ဒါကုသိုလ်ထူသလားလို့ဖျားဆိုတဲ့ဖျားကကျုပ်ပိတ်မှန်နဲ့ဝင်ဒီမှာနတ်တပည့်စီဝေပြီးမှကျုပ်ဖျားကအစိတ်စားပြလိုက်မယ်အိုးအလဝကကြီးကလည်းအတုမရှိတဲ့ဖယားမတုကျင်ပါနဲ့လေတို့ဖယားနဲ့စံလိုက်ရင်တို့ဖယားကတောသုံးတော်အစိုးရတဲ့ကေတရာဇာချင်းသိမင်းကြီးကဲ့သို့သင်ကဝဲစားထားတဲ့မြေခွေးအိုလေးလိုပဲတဲ့စိတ်ဆိုးအောင်ဆွားနေဘယ်နဲ့ပြောတဲ့နာမင်းတို့ဘယ်နဲ့မှပြောတာမဟုတ်ဘူးမတူလို့မတူတဲ့အကြောင်းပြောနေတာတို့ဖယားကအတောင်းလဲစုံစုံလင်းလင်းနဲ့အင်မတန်ကြည့်လို့လှလို့ကောင်းအောင်ဟိုကခုံနေတဲ့ရွှေဥတောင်းကြီးပမာဏတင်ကအမွှေးတောင်ကျွတ်နေတဲ့ကြီးအိုလေးပမာဏဝိုင်းစကြမျက်နှာကြီးကိုหนีလို့စားတဲ့หนีတယ်ပါဘူးကျုပ်ခါကျုပ်หนีပြည့်တာခင်ဗျားတို့ကျုပ်တို့စိတ်ဆိုးမျက်နှာหนีသလိုหนีမှာပဲလို့မှန်တော့ရတာပေါ့ဗျာကြည့်တရားနာပြိဿဘလူးကြီးစိတ်ဆိုးငါတို့မြတ်စွာဘုရားကဟောကောင်းဝင်ကလောကရတစ်ခုလုံးကိုအလင်းအောင်ဆောင်းနိုင်တဲ့ရွှေလာမင်းကြီးကဲ့သို့သင်ကပိုးစုံကျူးကဲ့သို့ပိုးစုံကျူးဆိုတာစာခေါ်ပိုးစိမ့်ပြူပြောတာညတိုင်လက်နဲ့မြင်မှုတယ်မဟုတ်လားပြိဿအဲ့ဒီလိုနိုင်ခိုင်းတော့ဘလူးကြီးသိစိတ်ဆိုးရှိစေအောင်တော့ငါကဘယ်သူမှမသိစေနဲ့ဆိုတော့အခုကြည်စားတာဂီရီနဲ့ဟေမဝတ္တတို့တောင်သိလာပြီရှိစေအောင်တော့နဲ့ဒီလိုနဲ့ပဲတရားနာပြိဿနတ်သဘင်အစည်းဝေးကြီးပြီးသွားဆိုကြပါစို့အာလဝကဒေါသအမျက်ကချောင်းချောင်းထွက်လို့နတ်သဘင်အစည်းဝေးပြီးငါဟေးအာလဝကဆိုပြီးတော့ခုံပြီးကေလာသတောင်ထုတ်ပေါ်တအားနှင်းချလိုက်ပေပေါ်တင်ထုလိုက်တယ်လို့တောင်ထုကြီးကျွေထွက်သွားနေတယ်အာမဟုတ်ဘူးသူပြေးတဲ့အချိန်ကခမရတို့ကျွတ်တို့ကိုလုံးလောက်ရှိတဲ့သစ်ပင်တွေအမြစ်ကကျုပ်ပြီးထောင်လိုက်ကိုတချို့သားကောင်းတွေသူပြေးတဲ့လေဟုံနဲ့လင်းကဆယ်ပါလိမ့်ပြီးအသက်ဥပြောင်းပြန်လာပြီးတချို့သေးကုန်ကြပြေးအာလဝကကြီးဗိမာန်လာရောက်တော့အော်ကောရမငါဗိမာန်တွေကတင်ရခုထွက်လိုက်ပါထွက်ဘူးဖခင်ကပြေးတာဖယားထွက်ရလားမပြေးတာဖယားထွက်ရလားမထွက်တော့မန္တကြီးလိုပေါ့လေဓာမို့လှမှုမီကြီးမို့ပြဘူးမိုးတွေပြည့်နှစ်ဖက်ချုံသုံးမဲ့ချုံဟာလက်နဲ့ပေါင်းစုံအကုန်ပြည့်ဘယ်လိုမှပြည့်လို့မရတော့အာလဝကကြည်စမ်းတဲကောင်းပါတဲ့ဂေါရမဒီလက်နဲ့တင်တဲ့ပြစ်တာလည်း तू မထွက်ဘူးအကောင်းဆုံးလက်နဲ့ကိုသုံးတော့မပြေးသားအာလဝကပြေးသားကြီးအာလဝကဘာလက်နဲ့သုံးမှာသူသုံးမဲ့အကောင်းဆုံးလက်နဲ့လိုက်ဆိုကြည့်စမ်းမဒုသာဝုရာအဲ့ဒီလက်နဲ့ဒုသာဝုရာလက်နဲ့ဆိုတာဘာလက်နဲ့နည်းနည်းလေးနားထောင်ပေါ့ဒုသအာဝုရဒုသဆိုတာပစိုးအာဝုရဆိုတာလက်နဲ့ဒုသဝုရမြန်မာလိုပြန်လိုက်တော့ပစိုးလက်နဲ့ဒါပတိခမရတို့ဆိုနေတာစက်ကြီး33ပါးတဲ့ဘွဲ့ပြူလက်နဲ့ဘလူးဆက်ဆိုတာအဲ့ဒီလက်တောတောင်တွေရဲ့ပြစ်လိုက်ရဲ့တစ်ပင်တွေ12နှစ်တိုင်နေအညွတ်မထွက်နိုင်သမုဒ္ဒရာတဲ့လှမ်းပြသမုဒ္ဒရာကိုခန်းစေနိုင်တယ်အင်မတန်ထက်မြက်တဲ့လက်နဲ့ကြီးပေါ့ပြိဿအဲ့ဒီလက်နဲ့ကြီးနဲ့ပြစ်မယ်လို့ဆိုတော့ဘုရားကိုယ်တော်မြတ်ကြီးကသဗ္ဗေတ္တအဝေဒာဟွန်တုဘုရားကင်တဲ့လက်နဲ့ကမေတ္တာလက်နဲ့ပြိဿဘုရားလက်နဲ့ကဘာလက်နဲ့မာနကြီးကဒေါသလက်နဲ့ပြစ်မယ်ဆိုပြီးတော့ဘွဲ့ပြူလက်နဲ့ဂိုင်းလောင်လေးကွာတအားလှမ်းပြစ်ဘွဲ့ပြူလက်နဲ့ကဖယားမထိကြိုက်ဖဲနဲ့ခြေသုပ်ပဝါဖြစ်ပြီးဖယားခြေတော်ရင်သွားခြေသုပ်ပြီးသားဖြစ်ဟာအာလဝကခေါင်းကြည့်သွားအာမလေးကကောင်းဆုံးလက်နဲ့ကြီးနဲ့ပြစ်တာတောင်မှဂေါရမဘာမှမဖြစ်ပါလားနော်ဘာဖြစ်လို့သူ့ဒီလိုဒုက္ခမဖြစ်တာပါလဲ
ဩတန်တော့ငါကဒေါသသူကမေတ္တာလက်နဲ့ကြီးကင်ထားတာကိုတဲ့ပိဿဒေါသကြီးတဲ့လူမေတ္တာလက်နဲ့အောင်ရတယ်နော်ပိဿကြီးဒေါသကြီးတဲ့လူဘာလက်နဲ့အောင်ရမေတ္တာလက်နဲ့သုံးပါမေတ္တာလက်နဲ့သုံးပါကြည့်အခုတရားနာပိဿကြီးမေတ္တာလက်နဲ့ဘုရားကိုယ်တော်မြတ်ကသုံးမှန်သိတန်တော်မေတ္တာလက်နဲ့သုံးလို့ငါ့ဘွယ်ပြူလက်နဲ့တောင်အစွမ်းထပ်ပါလျက်ကနဲ့သူ့မမှန်မထိခြေသုပ်ဘဝဖြစ်ပါပြီဂေါရမဒေါသဖြစ်လာအောင်ဆွပေးလိုက်ရအောင်သူမေတ္တာပြည့်လာမှငါလှုပ်လို့ရမှာမေတ္တာလက်နဲ့ကြည်သူ့အစ္ဆဒတဏ္ဍငါထွက်သွားအောင်ဂေါရမဒေါသဖြစ်အောင်ငါဆွလိုက်အောင်အိုးရှင်ကြီးဂေါရမဟဲ့အလာဝကဘာတော့ကွမင်းငါခေါ်သလားဒေါသဖြစ်အောင်ခေါ်နေမှငါခေါ်သလားလေးပါလေးနဲ့ခေါ်လေအေးလေမင်းဘာပြောခြင်းလို့တော့ကွဒီကဒေါသကြီးတဲ့လူရဲ့လက်နဲ့မေတ္တာလက်နဲ့ကအသံထွက်ခြင်းကိုကြွားတာကိုပရိသတ်ရဲ့ကြွားဘူးလားပရိသတ်ကြီးဟဲ့မင်းဘာပြောခြင်းလို့တော့ဘာပြောခြင်းလို့ရတော့မဟုတ်ပါဘူးရှင်ကြီးကိုတော့မှကျွန်ုပ်ဗိမာန်တဲကအပြင်ဘက်ထွက်လိုက်စမ်းပါတဲ့မင်းနဲ့ကွယ်ထွက်တဲ့ကျင်တာများတူတူသက်သာပြောရောပေါ့မင်းထွက်တဲ့ကျင်ငါထွက်မှာဘောအာလာဝကရဲ့ဘုရားကိုယ်တော်မြတ်ကအသာလေးအပြစ်မဲ့ထွက်ကြွပေးလိုက်ဟောဗျာဘယ်နဲ့ဟာကြီးပါလဲလက်နဲ့တင်တဲ့ပြစ်တုံးကတော့မထွက်ဘူးမတုံမလှုပ်ထိုင်းနေမဲဒီလိုဆိုတော့လေအလွယ်သားဒီလိုဆိုတော့လေဂေါရမငါစကားနားထောင်သားအမေဖေဟာတောင်သူစကားနားထောင်မြန်တယ်ကလေးများမုံဘိုးပေးတာနဲ့ကလေးပေးသလိုဒုံနဲ့ရိုက်တာနဲ့ကလေးရိုက်သလိုထမင်းကျွေးတဲ့နဲ့ကလေးကျွေးသလိုနှုတ်ချိုးတိုက်ကျွေးတဲ့နဲ့ကလေးနှုတ်ချိုးတိုက်ကျွေးသလိုသူ့ကိုဖျားဆုံးမနေမှမသိဘူးအမေငါစကားနားထောင်တာတဲ့ဒီလိုဆိုရင်ငါလက်နဲ့တည်းအကုန်မခံဘူးတဲ့စောစောကထွက်လိုက်အကောင်းသားကဲရှိစေအောင်တော့နှိပ်ဆက်လိုက်အောင်အိုးရှင်ကြီးကောဓမဟဲ့ဘာတော့ကွမင်းခွန်လာကြီးလားအတွင်းပြောင်းဝင်လိုက်စမ်းပါရှင်ကြီးကောဓမအေးလေတဲ့မင်းဝင်တဲ့ချင်းငါဝင်မှာပေါ့ကွယ်အတွင်းဝင်ကြွသွားအမေနေဟာကောဓမဒီလိုဆိုတော့ငါစကားနားထောင်တာဒေါ်ပွားအောင်ဆွလိုက်ရအောင်ရှင်ကြီးကောဓမအပြင်မဲ့ထွက်လိုက်စမ်းပါသူလိုတာမန်ပုဂ္ဂိုလ်မှတ်ပြီးတော့စိတ်ပြက်ပြီးဒေါသထွက်မှသူနိုင်မယ်ဆိုပြီးလုံနေတော့လေဖခင်ကစိတ်ပြက်ရလားပြိဿပြက်ပါဗျာဒေါသကိုထွက်ကြလားပြိဿဆိုတော့ထွက်မှာပေါ့ကွာတဲ့ရှင်ကြီးကတော့ဝင်လိုက်စမ်းပါဝင်ပါမယ်ကွယ်တဲ့တော်ဆိုးတဲ့ဘလူးပေါ့ဖခင်ဒလိမ့်ပြသူလှုပ်ချင်တယ်လို့လှုပ်ဖခင်ကသူ့တနာလို့အလိုလိုက်ပြီးသူခိုင်းတယ်လို့လှုပ်ဒီတစ်ခါကြမ်းပြီကဲစိတ်လည်းမပြတ်ဘူးဒေါသလည်းမထွက်ဘူးဘယ်နဲ့ဟာကြီးမှလည်းမသိဘူးခိုင်းတိုင်းလုံနေပြန်ပြီဒီတစ်ခါထွက်လာပါစေဒီတစ်ခါထွက်လာပါစေဒီတစ်ခါခေါ်တော့မှအပြင်မဲ့ထွက်လာရင်တော့သိချင်တဲ့ချောင်းကိုကိုင်းပြီးတော့ငါစက်ကြဝလာတတိုင်းကြီးနဲ့အယိုးတွေကြေသွားအောင်ရိုက်ပြလိုက်မနော်ခြေနှချောင်းကိုင်းရိုက်တော့မှာတဲ့ပြိဿရဲ့ဒီတစ်ခါပြိဿကြီးခြေနှချောင်းကိုင်းပြီးဖះကိုအာလာဝကဘာလုပ်တော့မှာတော့ကျောင်းဆရာကြီးပြိဿကျွတ်တို့ဖះပြင်မဲ့များထွက်နေမလားမလီကျောင်းဆရာကြီးခင်ဗျားတို့ကျွတ်တို့များဒီလိုသိထွက်မှာဟုတ်ပါဘူးဗျာနော်ဖះထွက်မထွက်လဲနားထောင်ကြည့်အိုးရှင်ကြီးကောဓမဟဲ့ဘာတော့ကွယ်အာလာဝကမင်းခွန်လာကြီးလားရှင်ကြီးကောဓမပြင်မဲ့ကိုထွက်လိုက်စမ်းပါတော်ပြီကွာတဲ့ငါထွက်ချင်တော့ဘလူးကိုကိုယ်ကရဘယ်လိုရင်ကြဖြစ်သွားဟောဗျာဘယ်နဲ့ဟာကြီးပါလဲခုနခိုင်းနေလို့နေဒီကခြေတစ်ချောင်းကန်ရိုက်ပါမယ်ဆိုမှထွက်ရှင်တော့
နေပါဦးရှင်ကြီးကောဓမခုနကခိုင်းတိုင်းလုပ်ပြီးအခုဒီတစ်ခါဘာပြုလို့မထွက်ဘယ်ထွက်မတော့နဲ့မင်းကစိတ်ချရတဲ့ကောင်ကြီးမဟုတ်ဘူးတဲ့မင်းကဖရာသောဘာသောသိတာမဟုတ်ဘူးတဲ့တော့ကြောင့်ငါထွက်လိုက်ရင်တဲ့မင်းဟာတဲ့ငါ့ကိုချီနှချောင်းကင်ပြီးစက်ကြောင်လာတတိုင်းကြီးနဲ့ဒီတစ်ခါရိုက်တော့မှာတဲ့ဖရာကအဲ့ဒီတော့မှအာလဝကကြီးပြူးသွားမျက်လုံးရှင်းတော့လွဲသွားလို့အာလဝကကြီးမျက်လုံးပြူးသွားတယ်ခေါ်ရမသူတပားရဲ့စိတ်အကြံတောင်သူသိပါကလားငါဝင်းတွေကကြံနေတာသူသိကုန်ပြီဒါကြောင့်လောကအတုမရှိဆိုပြီးတော့အမတန်သိတော်မူတဲ့ဖယားမို့လို့သူများတွေကိုယ်ကွယ်နေတာငါကအခုအန်တုပြီးတော့သူ့ကိုအနိုင်ရလိမ့်မလားလို့ဟောမလေးလက်နဲ့ပေါင်းစုံနဲ့တိုက်တော်မောယုံရှိတာပါပဲလားတော်ပြီသိတတ်တဲ့ခေါရမငါဘိုးဘွားမိဘလက်ထက်ကငါမသိတဲ့စာရိုပေစတွေမင်းမှာပဲလို့ကိန်းသူဒဝိတ္တအစရှိသဖြင့်မင်းတော့ဖယားကိုတော်မြတ်ကတတ္တိဒဝိတ္တအစရှိသဖြင့်ဖြေတော်မူသောအဆုံးမှာဟောအာလဝကဘလူးကြီးအစွဲကျွတ်ပါဗျာခေသာအာလဝကဘလူးကြီးဘာပြုအစွဲကျွတ်ပါဗျာဘာပြုတော့မရိသအစွဲကြိုးတယ်ဆိုလို့အောက်ကြိုးကြပြီးတချမ်းကြိုးထွက်သွားတယ်မထင်နဲ့မမနာဒေါသတွေကွာသွားတယ်ဒါကိုပြောနေမှန်လားပြိဿကြီးကျုပ်ကလည်းတရားနာပြိဿဖယားရှိခိုးပါမယ်ဆိုမှအခုနှစ်ပါးရှိသေးဒီနေ့ဖယားရှိခိုးနေမြမိုးလင်းနေမလားကန်တရားနာပြိဿဗါတယ်ဆိုလိုက်စမ်းမဒေါသထံပြင်းအာလဝကဘလူမင်းကို၎င်းခတ်တုတ်လေးသွားကြစို့အာလဝကကိုနံပါတ်1အောင်မြင်မလားပြိဿအောင်မြင်ပါဗျာနောက်တစ်ခါဆိုလိုက်ကစင်းစာအစွဲထက်ချုံအရက်မွန်လည်းရဲ့အလွန်ဆိုးညစ်အမုံရ၍ရှင်จิตတလင်သုံးလူမင်းကိုအတင်းအကြဝိညာဉ်ပြအောင်ထိုသံအငါရှေ့ရှုလာသည်နာလာဂီရီတောင်ရှိနီဆင်ပြောင်ကြီးကို၎င်းနံပါတ်3ဘသူအောင်နော်ဒိဋ္ဌိတွေကအရက်တိုက်လွတ်ဘုရားကိုယ်တော်မြတ်မထိုးပဲနဲ့ဆင်ကြီးကပြားလူများရှိခိုးတဲ့ကဲ့သို့ဒုတုတ်ပြီးတော့ဖယားရှိတော်မှောက်မှာတရိษံဖြစ်လို့သာပေါ့တရားနာပြိဿနှုံးမဝင်သူကျွတ်တန်းဝင်သွားနိုင်တယ်မှန်လားပြိဿကြီးဒါကြောင့်နံပါတ်3ဘသူအောင်ပါလိမ့်နံပါတ်4ကူလိုက်ကြစို့စောရင်စာတဟုန်ဒီဖြင့်ခရီးဝဲကွာသုံးယူဇနာကိုလျင်စွာပြည့်စွမ်းတော်မြိုင်တန်ငါလူဖန်းလက်ဖြတ်သေးအောင်သတ်၍နယကကြော်မွေးမဲ့တော်ကိုမြင်းသောစိုက်ထားဖြင့်လိုက်၍ပေသာကြီးအင်္ဂုလိမာလာကြီးကဘသူဓာတ်နဲ့လိုက်အမေလိုက်တာအမေလိုက်တဲ့ဇလန်းကနောက်ပိုင်းဟောမှာအမေကိုဓာတ်နဲ့လိုက်ယူနေမကဖယားကြွလာတော့ဖယားကလည်းယဟန်ကြီးရောင်ဖန်ဆင်းအမေမတတ်တော့ဘူးယဟန်ကြီးလည်းညှို့ဖျက်မယ်ဆိုပြီးဖယားပြန်လိုက်တာဖယားပြန်လိုက်တော့မှအမေလို့သူကတာရဲ့လူအလေးလက်ချလိုက်ပါတော့ကောသလစစ်တီတော်တွေဝိုင်းကုန်မကွဲလို့ကောသလစစ်တီတော်တွေကလည်းဝိုင်းတော့ဘယ်တော့ညာတော့ဖျက်လို့ဝိုင်းထားဝိုင်းဟဲဝိုင်းဟာကောသလစစ်တပ်ကဝိုင်းမူလားပြိဿကြီးမလေးဒါသိအော်လုံးမဖြစ်ဘူးမန္တလေးစစ်တပ်နာသွားဟောတာစစ်ကား3ဆင်းရောက်
တနတ်တွေနဲ့ခြိနှင်းတွေနဲ့ကွာကွာဆိုဆင်းလာကျုပ်ပြူးသွားတယ်မျက်လုံးနောက်ကျုပ်လာလျှောက်တယ်ခုနှစ်ယောက်ဘာဖြစ်ကြတာတော့ညကျုပ်ကတရားဟောနေတာလို့တရားဟောတာဟုတ်ပါပြီလို့ဝိုင်းတော့ဘာတော့နဲ့ဘာမဟုတ်ပါဘူးလို့အင်္ဂုလိမာလာတိုင်းပြည်နှိမ့်ဆက်တဲ့ကောင်ကြီးကောသလစစ်တပ်ကဝိုင်းတဲ့အခန်းလေးអော်ပြဟောဗျာဆိုရီးပြန်သွားတာကျုပ်เจ้าတော့သိနေကြတာပါတရားနာပြိဿဒါကြောင့်တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်များကလည်းသူတို့ထံမှာလည်းပဲတချို့လူကြီးပိုင်းဆိုင်ရာကက်ဆက်တွေရှိလို့နာကြနေရကျုပ်ကဘယ်သူမှမပုတ်ခတ်တဲ့ဘုန်းကြီးဆိုတော့ဟောနေကြပါပြီပြိဿအနှစ်20ရှိမှန်လားပြိဿကြီးကဲဒီတော့ကောင်းပြီတရားနာပြိဿကြီးအဲ့ဒီလိုဖယားကိုတောင်းတတ်မလို့လိုက်တဲ့အင်္ဂုလိမာလာကြီးကိုလည်းဖယားကိုတော်မြတ်အောင်မြင်တော်မူသည်အောင်မလားပြိဿကြီးဗါတယ်ဆိုလိုက်စမ်းမမြင်းသောစိတ်ဓာဖြင့်လိုက်၍မဂ္ဂိထွတ်တင်သုံးလူရှင်ကိုအသင်ရှောင်ဝေးဘယ်ကြောင့်ပြေဟုဒါရေပြကတတ်မြည်လာသည်လွန်စွာဆိုပြီးအင်္ဂုလိခောတခိုးကျော်ကို၎င်းနံပါတ်4ဘယ်သူအောင်နော်3ယူဇနာတဟုန်ဒီဆိုတော့1ယူဇနာ73မိုင်နဲ့တွက်3ယူဇနာဆိုတော့မိုင်ပေါင်းဘယ်လောက်ရှိ39မိုင်အဲ့ဒါတဟုန်ဒီပြေးနိုင်တာကျုပ်ဟိုတလောကဓာတ်စီနည်းနည်းဝယ်မရတော့အာလာဝကအဲ့ဒီအင်္ဂုလိမာလာကြီးခေါ်တဟန်ကြမှာသူ့စီတရားဟောနေရအစဉ်ပြေသားလို့စိတ်ထဲအောင်းမိအခမသိတော့လည်းပဲကျွတ်တို့ပဲပစ္စည်းမဆိုရှားတတ်ပါတယ်နော်ဒါကြောင့်အဲ့ဒီတုန်းကအောင်းမမိတဲ့ကျုပ်စိတ်ထဲကဲရှိစေတော့လေတရားနာပြေးသားရှေ့ဆက်လိုက်ရအောင်ကြည့်အခုအင်္ဂုလိမာလာကြီးကိုနံပါတ်ဘယ်လောက်မှအောင်လဲနံပါတ်4နံပါတ်5ကူကြဆိုအနင်းစာအလုံးကောက်ကျစ်ဒိဋ္ဌိညစ်တို့အပြစ်ရှားကြမကောင်းညာဖြင့်စီမံဆုံးဖြတ်စေလွတ်လိုက်၍ပရိသတ်ထဲအရှက်ကွဲအောင်စွတ်စွဲရစွာစိတ်စမာဟုပရိသတ်ကြီးကျွတ်တို့မြတ်စွာဘုရားကိုပရိသတ်ထဲအရှက်ကွဲအောင်စွတ်စွဲတာဘယ်သူပါလိမ့်သူကဘယ်ပင်ရပေါက်တဲ့ကောင်မပါလိမ့်လူကမွေးတာမဟုတ်ဘူးခိုးရမွေးတာလည်းမဟုတ်ဘူးမကြီးဝင်ဖွားတဲ့မိန်းမကြိတ်တရားနာပရိသတ်ကြီးသူကဘုရားကိုစွတ်စွဲတယ်ဘယ်လိုစွတ်စွဲတယ်ဒိဋ္ဌိတွေကလွတ်တကောဒိဋ္ဌိတွေကမှိုင်းနေကြတော့ရှင်ဘုရားတို့ဘယ်နဲ့ကြောင့်မှိုင်းတာတို့ဟဲ့နှမစိတ်စမနာတို့မှိုင်းတာတခြားမဟုတ်ဂေါရမဘုရားပွင့်လာကြတဲ့ကငါတို့လက်လာပါနဲ့ကုန်ပြီတို့ပရိသတ်တွေလည်းသူ့ပရိသတ်ဖြစ်ကုန်ပြီတို့လူမဲ့ဟာတွေလည်းသူ့လူကုန်ပြီဒါကြောင့်တို့မှိုင်းနေကြတာဒါဖြင့်ဘာအကူကြီးပေးရမလို့ဒီမဲ့သင်ကူညီနိုင်မယ်ဆိုရင်တော့ဟဲ့စိတ်စမနာချင်းတော်မဂေါရမဘုရားကြောင့်တရားနာပရိသတ်မလာခင်နေရင်ရောက်အောင်သွားပြီးတော့ပရိသတ်တွေထိုင်တဲ့ခါကြတော့မှကြောင်ကြိုကြောင်ကြမှောင်ကြိုမှောင်ကြတဲ့ကထွက်လာပြီးတော့မလုံမလဲမျက်နှာနဲ့ပရိသတ်ထဲကိုသင်ဝင်ထိုင်မျက်နှာကအငြိမ်မနေနဲ့မလုံမလဲမျက်နှာနဲ့ဟိုလူစိတ်မချသယောင်ယောင်ဒီလူစိတ်မချသယောင်ယောင်သင်ကကြည်တရားပွဲကြီးသိရင်တော့လေသူများတွေပြန်တော့လေသင်မပြန်နဲ့တယောက်တည်းနောက်ချမ်းနေရခဲ့အဲ့ဒီလိုရက်ပေါင်းများစွာလှုပ်သင်ဒီအဲ့ဒီလိုရက်ပေါင်းများစွာလှုပ်လာရင်ရက်ပေါင်းများစွာလှုပ်လာခဲ့သောဂေါရမရဲ့အချမ်းရံဖြစ်တဲ့တရားနာပရိသတ်တွေကကြည်စမ်းဒီကောင်မကြည်စမ်းငါတို့မရောက်ခင်သူရင်ရောက်တယ်ကြောင်ကြိုကြောင်ကြမှောင်ကြိုမှောင်ကြကထွက်လာတယ်ပရိသတ်ထဲကိုသူမလုံမလဲဝင်ထိုင်တယ်တို့ပရိသတ်တွေပြန်တော့လေသူမပြန်သေးဘူးနေ့စဉ်သူဒီလိုလုံနေပုံထောက်ရင်တော့တန်တော့ဂေါရမနဲ့ဒီကောင်မဟုတ်ပါလေစားအထင်လွဲအောင်အရင်ခိုင်းသေးတယ်
အဲ့ဒီလိုရက်ပေါင်းလပေါင်းလှုပ်ပြီးတော့မှတရားနာပိဋကချင်းဓမ္မတဲ့တင့်ပိုက်ကိုပြင်းချက်စီးပြီးတော့ဟောတာဂေါရမနဲ့ခတဲ့တန်တေကြီးပါဘဲလို့အရှက်ကွဲအောင်ပိဋကထင်းအရှက်ခွဲလိုက်စမ်းပါတဲ့သူတို့ခိုင်းတဲ့အတိုင်းလှုပ်သဘောစိတ်စမာနာနောက်ပိုက်ပြင်းချက်စီးပြီးတရားနာပိဋကရေပိဋကအလေကောင်ဘုရားကိုယ်တော်မြတ်လက်ညှိုးထိုးပြီးတော့စိတ်စမာနာတန်တေအရင်အမှာဟန်ကြီးနဲ့ပေါ့အိုးခေါရမသင်ကတော့လောကမှာဖယားဆိုးပြီးတော့သူများတွေလှူတဲ့ဝတ္ထုပစ္စည်းတွေကိုချမ်းချမ်းသာသာသုံးဆောင်ပြီးတော့သူတော်ကောင်းကြောင့်ဆောင်းပြီးတော့ကြည်လေခုငါမှာတော့သင်နဲ့အတူတကွနားရှိစရာကြီးပါဗျာတော်ဆိုးတယ်မိမသင်နဲ့အတူတကွငါပြောမပြပါရစေနဲ့ဟောဒီတရားနာလာတဲ့ပိဋကကြီးသိကြပါတယ်သူတို့တရားနာလာတော့လဲငါမလုံးမလဲမျက်နှာနဲ့ထိုင်ခဲ့ရတယ်တမင်ထင်အောင်လုပ်ခဲ့တဲ့ကိုသူတို့ပြန်တော့လဲသင်ကမပြန်နဲ့အိုးငါနဲ့နှစ်ယောက်ထဲနေရအောင်တော်ဆိုးတယ်မိမပါလားဗျာနော်ငါလေအဲ့ဒါလို့နေလာပြီးသင်ချမ်းချမ်းသာသာနဲ့သူတော်ကောင်းအောင်ဆောင်ပြီးတော့ပိဋကတရားဟောနေပြီမဲ့လို့ငါမတော့ဟောတာကြီးပေါ်ပေါက်လာပြီးခေါရမတေချမ်းသာတယ်လို့ငါဒုက္ခရောက်နေတယ်ငါကိုလည်းမိနေစရိတ်လေးပါလေထောက်အောင်မဖို့စားရင်ပါဘူးနော်ကျုပ်ရှာရှည်တယ်လို့မှတ်ဖို့ဒါကြီးဒီဟာကြီးလုံရဲသေးတာအဲ့ဒီစကားလေမပြောရဘူးလို့ဆိုနိုင်မလားပြိဿကြီးဒါကြောင့်ကျုပ်ထည့်ပြောသူပြောမပြောကျုပ်ကပြောလိုက်တယ်ဒီမိမဒီလိုပြောခြင်းပြောနေမှာလို့မှန်တုတ်တယ်လို့မှတ်ဖို့ဗျာကြိတ်တရားနာပြိဿအဲ့ဒါလို့ပြောတော့ဘုရားကိုယ်တော်မြတ်ကရှင်နမစိတ်စမာနာသင်ကိစ္စနဲ့ငါကိစ္စသင်နဲ့ငါနှစ်ယောက်ထဲသာသိသည်ဟုတ်မဟုတ်သင်ကိစ္စသင်သိသည်ငါကိုဟုတ်မဟုတ်ငါသိသည်ဒါကိုပဲသူကဟောကြားရလားပြိဿတို့တဲ့သူနဲ့ကျုံနဲ့နှစ်ယောက်ထဲသိတယ်လို့ပြောတယ်ဟုတ်တယ်လေတဲ့ဒါလူမြင်အောင်ပဲဖြစ်မဒုံနေပါအတော်ဆိုးတဲ့မိမလို့ဆိုမှဒါပေမဲ့လို့တရားမင်းကြောက်ဖြာတင်းပြီးနတ်သားတွေခေါ်ပြီးတော့လာကြအမောင်တို့မိမယုတ်သွားပြီးတော့သူ့အထုပ်ကိုငါတို့ဖြုတ်ချကြစို့ဒီသာသူ့ထုတ်ဖြုတ်ချမတဲ့ပြင်ထုတ်ပိဋကကြီးဘာထုတ်ကြီးတို့ကြွက်ရောင်ဆောင်ပြီးတရားနာပရိသတ်ရေခြီပမိုးပေါ်ကစတက်တာတဖြည်းဖြည်းနောက်ခြီသလုံးတက်ခြီသလုံးကနေမပြောနိုင်ဘူးဘာလို့ကြီးပြောမယ်ဘုန်းကြီးအချိန်ပြအောင်ကဲတဲ့ရောပေါ့ဆိုကြပါစို့အပေါ်တက်ပြီးတော့စီးထားတဲ့ကျိုးတွေကြိုက်ဖြတ်ချလိုက်ကြိုက်ဖြတ်လဲချလိုက်ရောတရားနာပရိသတ်ရေသူဟန်လောက်ထားတဲ့ကျွတ်တို့တကယ်မဟုတ်တဲ့ပြင်ချက်ကြီးအောင်ကြပါဒနော်ကျွတ်တို့လက်ဖက်ချောက်တွေမယူရဘူးဆိုတော့ငါမိမတွေတန်တွေဖြစ်အောင်လက်ဖက်ချောက်တွေဘိုက်ထဲစီပလိတ်ရှေဂတ်တဲ့ကြောင့်မှပေါက်ကြငါးပါးမောက်ပါလားကျောင်းမသိပါဘူးကျောင်းနဲ့ယဉ်နေတဲ့ရဲရရှိတွေကပြောတာဗျာကျန်တဲ့ဖော်မလုတ်တဲ့မိမတွေဗျာတဲ့ဘိုက်ထဲချီတောင်းတဲ့ချောင်းအောက်ကနေလက်ဖက်ချောက်တွေပေါက်ကြယိုမိမကြီးခမရအောက်ကဟွာတွေပေါက်ကြကုန်နောက်တော့သနာတာနဲ့ဗျာတဲ့ဖားလည်းမဖားမဘူးတဲ့လွတ်လိုက်တော့ဒါကြောင့်တရားနာပြေးတာအဲ့ဒါလိုနေမှာပေါ့လက်ဖက်ချောက်လေးကြတာတောင်ဒီလောက်ရှက်စရာဖြစ်ရင်ပြင်ချကြီးကြတဲ့စိန်စမာနဆိုတော့ဘယ်ပြောပွဲရရှိလိမ့်မှန်လားပြေးတာကြီးဒါကြောင့်ပါတဲ့ဆိုလဲစမ်းမပရိသတ်ထဲအရှက်ကွင်းအောင်စွတ်စွဲရစွာစိတ်စမာဟုသင်ညာခေါ်ထုံမိမယုတ်ကို၎င်းပြေးသားကြီးနာမငါဘသူအောင်နော်နောက်ဆိုလိုက်စမ်းမသစ္စကင်းစာမစင်မဖြူဒိဋ္ဌိယူဖြင့်မြည်သူကိုမြတ်မောင်မချပဲဝါဒချင်းပြိုင်သူကနိုင်အောင်အနိုင်လွှမ်းမှုအယူဆိုသည်
မိုက်သစ္စကပရပိုက်ကို၎င်းနံပါတ်6ဘသူအောင်နော်မလေးတရားနာပိဋကရေသူဝါဒတွေပညာတွေများလွန်းလို့တဲ့အဖေဘက်ကဝါဒအမေဘက်ကဝါဒမလေးသူတတ်တဲ့ဝါဒနဲ့သုံးလုံးများတင်လိုက်ရင်လေလူတယောက်မီးနဲ့တွေ့တဲ့ဖျောင်းအရေးပြောသလိုပြောနိုင်လောက်တယ်လို့အထင်ကြီးနေတဲ့သစ္စကပရပိုက်လေငါပညာတွေအားကြီးလွန်းလို့ငါလိုလူစဘူးမှမရှိလို့ပညာတွေဘိုက်ထဲများလွန်းလို့ပေါက်ထွက်ရကြီးရဲ့လို့ဘိုက်ထဲကပညာတွေပေါက်ထွက်မှဆိုလို့တန်ဘတ်ကြီးပတ်ထားတဲ့ပရိသတ်ရဲ့ဩဒိဋ္ဌိတွေရဲ့ညံဆိုတော့လေစဉ်းစားတာကြည့်တော့ပညာပေါက်ထွက်မှဆိုလို့တန်ဘတ်ပတ်တဲ့ခမည်းတော်လည်းထမင်းတွေဟင်းတွေကိုနေ့စဉ်နဲ့အများစားခဲ့လှပြီးပေါက်ထွက်မှဆိုရတဲ့တခုခုတော့ပတ်ဖို့တော်ပြီထင်တယ်ရေးသားကြည့်ပတ်ဖို့မတော်ဘူးလားဘာနဲ့ပတ်မဲတန်ပတ်ဟုတ်တယ်ပတ်တပတ်ကြဘာပြုဂိုင်းဒီတော့ကောင်းပြီတရားနာပိဋကရေအဲ့ဒီလိုသူ့ဝါဒပညာကြီးတယ်လို့အထင်မှားတော်လည်းပဲဖယားနဲ့တွေ့တော့အောင်မြင်တော်မူသည်အောင်မူလားပိဋကကြီးဖယားနဲ့တွေ့တော့အောင်မြင်တော်မူသည်အောင်မူလားပိဋကကြီးဩဖယားရှိခိုးနေပဲတရားနာပိဋကဖယားကိုရှင်မခိုးရသေးအောင်ကြာနေလက်ဥကလေးချီထားနောက်နှစ်ခုကြံတော့တယ်ကြားလားဗါတဲ့ဆိုလိုက်စမ်းမညံမစင်မဖြူဒိဋ္ဌိယူဖြင့်မြည်သူကိုမြမမချပဲဝါဒချင်းပြိုင်သူကနိုင်အောင်အနိုင်လွှမ်းမှုအယူဆိုသည်ဒိဋ္ဌိမျိုးမိုက်သစ္စကပရပိုက်ကို၎င်းနံပါတ်6ဘသူအောင်နော်နမခွန်ကူကြဆိုလိုက်ကင်းစဒေါကလွန်မို့မျက်ဆောင်ထိုးကအယိုးကြေးမွမွေးပြကြအောင်တေဇထံပြင်းနန္ဒောပနန္ဒနဂါမင်းကြီးကို၎င်းနဂါတို့မျက်ဆောင်ပါတဲ့အကြောင်းမရွေးဘူးတဲ့အခုခေတ်ဘုံနေလို့ရမ်းမပါပဲနဲ့သူတို့မျက်ဆောင်ကပြာကျနိုင်တယ်ကိုမှန်ရလားပြိဿနဂါတို့ရဲ့မျက်ဆောင်လက်နဲ့အမတန်ထက်မြက်ပါအဲ့ဒီနန္ဒောပနန္ဒနဂါမင်းကြီးကိုလည်းမြတ်စွာဘုရားသခင်ကိုတော်မြတ်အောင်မြင်တော်မူတယ်ရှင်မယားရှင်မောကလနှိမ်နှင်းတာမဟုတ်လားဘုရားရှင်မောကလနှိမ်နှင်းပေမဲ့လို့ဘုရားပါရတယ်စိတ်မချလို့ဟဲ့မောက်ကလန်ပါဇန်လေးဝင်စားလိုက်မင်းဒီကောင်ကြီးစိတ်မချရဘူးနော်ဒေါသကြီးတယ်နော်ဟဲ့ခြေသားနဲ့ဘုရားခဏသတိပေးနေရတယ်ဒါကြောင့်တရားနာပိဋကဘုရားကိုတော်မြတ်အောင်မြင်တော်မူပါတယ်မှန်လားပိဋကကြီးကဲနံပါတ်9ဘသူအောင်တယ်တော့နန္ဒောနဂါမင်းကြီးတချို့ကပနန္ဒောပနန္ဒလုပ်သေးတယ်နော်နန္ဒောပနန္ဒဗါတဲ့ကဲနံပါတ်8ကူးကြဆိုစမ်းမဘကင်းစညံမြင်ကင်းကွာအတ္တသာဟုအောင်မေပြိဿဘကပြမကြီးကအတ္တဆိုပါလားလောကကြီးသူဖန်ဆင်းထားတဲ့တတ္တဝါတွေတောတောင်းရင်မြေသမုဒ္ဒရာတွေသူဖန်ဆင်းထားတယ်လို့ပြမကြီးကဆိုနေတဲ့ပြိဿအတ္တတဲ့ဒါပေမဲ့ကျွတ်တို့ဘုရားကဗါတဲ့ပြိဿအနတ္တအစိုးမရဘူးဆိုတာသူကအစိုးရတယ်ပြောနေတယ်အတ္တလို့လုံနေတယ်ပြိဿဩဂေါရမကျုပ်ကအတ္တဟဲ့ဘကအနတ္တပါကွယ်မင်းကဘာလို့အတ္တဆိုခြင်းရတာတော့အတ္တဆိုနိုင်လို့ဆိုတယ်လေရှင်ကြီးဂေါရမကြည်လောကကြီးကျုပ်ဖန်ဆင်းထားကျုပ်ဖန်ဆင်းထားတယ်ရှင်ကြီးကောရမတော်ဆိုးတဲ့ပြမပေါ့သူဖန်ဆင်းတဲ့အနေပေါင်းကွယ်တဲ့တတ္တဝါတွေမင်းဖန်ဆင်းဟုတ်တယ်လေကျုပ်ဖန်ဆင်းထားတယ်မင်းကွယ်တဲ့ငါကလက်တွေ့လူကျင်တယ်ပြစမ်းမှာတဲ့မင်းအတ္တဆိုရင်တတ္တဝါတွေမင်းဖန်ဆင်းလို့ရတယ်ဆိုရင်ဟေးဓမ္မပကတတ္တ
ဝါတိုင်းတတ္တဝါတိုင်းဒီမြေကြီးပေါ်နဲ့ဒီရေတောက်ဒီထမင်းဒီဟင်းစားပြီးတော့ပခုံးနှစ်ဖက်ကြားခေါင်းပေါက်ကြတာအတူတူပါပဲကွာတဲ့ဒါပေမဲ့လို့တချို့ရက်ရှည်နေတယ်ကွတချို့ရက်တွေသိပ်ပူနေတယ်ဒီတန်တချို့ဟောကျွတ်တို့ဟောဒီပေါင်လယ်လောက်ရှိတယ်တရားနာပြည်သားခေါင်းကကြီးကြီးမုံရွာရောက်တော့ကျုပ်ရည်မိဘာလို့ရည်တုံးဆိုတော့ဒီဆံမညက်တဲ့လှုပ်သူကလှုပ်တာဆံမညက်တဲ့လူကကလထိုင်မော်ထိုင်နေတယ်သူကဟောဒီဟာမျိုးနှလုံးသုံးလုံးဆင့်ပြီးအထက်ကတက်ညက်နောက်တော့ရည်ကျင်တာနဲ့ယောက်ျားတွေအဲ့ဒီကြီးရောက်ကုန်ထင်ပါရဲ့ပြည်သားကြီးဒါတော့ကွဲတဲ့တချို့ရက်ရှိတယ်နဲ့တချို့ရက်ပူတယ်တဲ့တချို့အသားဖြူတယ်တချို့အသားမဲတယ်တချို့ရုပ်တွေပိတ်လှနေတယ်ကွာတဲ့မျက်တောင်ခတ်မရလောက်အောင်မျက်တောင်မခတ်ရဲလောက်အောင်ဒါတော့ဘုရားပြောမထင်ပါဘူးခင်ဗျားတို့ပြောတဲ့စကားနဲ့မှန်တုတ်ချို့လူတွေကပြောကြတယ်မလေးသူ့မျက်နှာလေးမြင်ရတဲ့ငါမျက်တောင်ခတ်ရမှတောင်ကြောက်တယ်ဘာဖြစ်လို့တော့ဆိုတော့မျက်တောင်ခတ်လိုက်ရင်တဲ့သမမ်းမျက်တော်ကြီးချသွားတယ်လို့ပဲတဲ့ကြွားတာမိန်းမတွေကလည်းယုံနေရမ်းမယုံညနဲ့တချို့ယောက်ျားတွေကဘယ်ထီအောင်ကြွားတော့ဟေးငါတဖွားမှကိုမခွာနိုင်ဘူးကွာတဲ့ခြေလန်းတလန်းလန်းတဖွားလွတ်တဲ့ကိစ္စကြီးနောက်အဲ့ဒီလိုကြွားတဲ့ယောက်ျားတွေမိန်းမတွေမယုံနဲ့တိုင်ကကျိုးနဲ့တုတ်ရဘယ်မှမသွားနဲ့တဖွားမှမခွာနိုင်ဘူးပြောတာကိုနေကုန်သာတုတ်ထားတော့သမင်းကျွေးချိန်သွားကျွေးလိုက်ရေတိုက်ချိန်သွားတိတ်လိုက်ခြေလန်းတလန်းလန်းတဖွားလွတ်တာဒါတဖွားမှမခွာနိုင်ဘူးပြောတာဒီလောက်ကြွားတာတောင်မိန်းမတွေကလည်းယုံနေကြွားတဲ့လူကကြွားတဲ့ယုံတဲ့မိန်းမတွေကအော်တဲ့ငါတဖွားမှမခွာနိုင်ဘူးပြောတယ်အခုရှာမှနော်တဲ့သူခင်ဗျအခုချစ်ရှာတာနော်ကောင်းလို့ချလာပါလေကိုဘယ်လိုဟာတွေမှမသိဘူးကဲဒါကြောင့်တရားနာပြည်သားလှတဲ့လူမျက်တောင်မခတ်ရဲလောက်အောင်လှပါတယ်ကွာတဲ့ဘုရားကမင်းဖန်ဆင်းလို့ရတယ်ဆိုရင်တဲ့တတ္တဝါတွေဟာကိုလှကျင်ကြတဲ့တတ္တဝါတွေကြီးပါကွာတဲ့အဲ့ဒါအယုတ်ဆိုးနေကြပါတယ်တဲ့သူတို့ခမရတွေတဏှာစရာပါကွာတဲ့မင်းလှုပ်လို့ရတယ်ဆိုရင်ပကရေးတဲ့အယုတ်ဆိုးတဲ့လူတွေအကုန်လုံးငါလှအောင်လုပ်ပြစမ်းပါအဲ့ဒါလို့လဲခိုင်ရောပကကြီးပါဇက်ဟာအတ္တလို့ဆိုပေမဲ့လို့ကျွတ်တို့ဘုရားအနတ္တကအောင်မြင်တော်မူခဲ့ပါသည်မှန်လားပြိဿကြီးကဲလှုပ်ကလေးချီထားပြလဲကလေးချီထားပြရှ िख ိုးရအောင်ဆိုသားမှာဘကင်းစာဉာဏ်မြင်ကင်းကွာအတ္တသာဟုမိစ္ဆာလွှမ်းမှုအယူဆိုသည်တကုအယောင်ထိန်ပြောင်ကြီးဘကအမည်ရှိတဲ့မြမကြီးကို၎င်းနံပါတ်8ဘသူအောင်နော်ဆိုလိုက်အောင်ကြီး7ပါးနဲ့ပြည့်စုံတော်မူသောဘုရားရှိခိုးအောင်လောက်ကလေးတွေချီလို့အောင်ကြီး7ပါးနဲ့ပြည့်စုံတော်မူတဲ့ဘုရားထံကိုအာယုံလေးရောက်ပါစီပြုဆိုလိုက်စမ်းမအဇီနီဒိဋ္ဌိကိုချဒေါသကိုပဲမန်းစွဲကိုချိုးသရာပြို့လျက်ရှီခိုးတုတ်กว่าပြပြကြအောင်ဆုံးမသွန်သင်အောင်ပွဲဝင်တော်မူလေပြီအေတေနသစ္စာဝိဇေနထိုသို့ဘုရားရှင်ဤမြတ်ဖြင့်ဖုံးဟုံကျေးဇူးကုန်ကိုကြည်ယုံမရွေးနှလုံးသွင်းလျက်အောင်ခြင်းရှိချက်ဂုံတော်နဲ့ကိုနှုတ်မြွယ်ဖော်ကြဆိုလိုက်ရတဲ့သစ္စာစကားကြောင့်မေတ္တိတော်အားကိုစီကိုငါတော်ပြိဿကြီးဧကဘုတ်လှုပ်လိုက်တော့ကိုယ်တိုင်ဆိုးနေကြတာကိုမှန်လားပြိဿဗါတဲ့ကို့အတွက်အလုံးကိုဆိုကြမေတ္တိတော်အားဇယမင်္ဂလံနှဖြာတွင်ပြင်ပေးရန်စင်လျက်လိုအင်းဆန္ဒဟူသမျှသည်ဤဝဆုံသွားစံတော်ရာသို့
အောင်ရအောင်မှုအောင်ကြောင်းပြုသည်အောင်စုယရဏအောင်မြင်ခြင်းအဖျားပြသည်ဟောတုစင်စစ်မသွေဖြစ်ကြည်ဖြစ်ပါစေတည်း